မေးထားတဲ့ပြဿနာလိုမျိုးလက်တော့တုံးတူတိုင်းကြုံကြမယ်ထင်ပါတယ်အဲ့ဒါတကယ်တော့ကျွန်တော်တို့ဒီအပြည့် keyboard မှာဆိုရင်ဒါလေးကို numeric keypad လို့ခေါ်တာပါနော်ဒီ numeric keypad ကိုအသုံးပြုချင်တယ်ဆိုရင်ဒီ numlock ကိုအဖွင့်ပိတ်လုပ်ပေးရပါမယ်ဒီမီလေးလင်းနေပါမယ်လင်းမှာပဲဒီဟာလေးကိုအသုံးပြုလို့ရမှာပေါ့နော်မီလေးပိတ်နေတဲ့ခါကျရင်အသုံးပြုလို့ရမှာမဟုတ်ဘူးအဲ့တော့ဒီမှာဒီ laptop keyboard မှာကျတော့သူကအဲ့ဒီ numeric keypad ကိုသူကဒီမှာတခါတည်းလာပြီးတော့ပေါင်းထည့်ထားပြီးတာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ကြည့်နိုင်တွေ့နိုင်ပါတယ်အဲ့မှာ1 2 3 4 5 6စသဖြင့်ပေါ့နော်အဲ့ဒါလေးကဘာလို့ခဏန်းထွက်နေရဆိုရင်အဲ့ဒီ numlock ကိုသူကဖွင့်ထားလို့ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီ numlock ကိုအရင်ဆုံးပိတ်ပေးရမှာပဲ numlock ကိုပိတ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ computer မှာ FN key နဲ့ဒီလိုမျိုးဒါဆိုရင်ဒီက numlock ရဲ့တင်ကြီးတာပေါ့နော်ခဏန်းလေးပါတယ်ပေါ့နော်6လို့ရေးထားတယ်နော်အဲ့ဒါလေးတွဲနှိပ်ပေးလိုက်ပြီဆိုရင်အဲ့ဒီနေရာမှာခဏန်းထွက်နေရကစလုံးတွေထွက်လိမ့်မယ်ပေါ့နော်တကယ်လို့ကိုကခဏန်းတိတက်ရိုက်ချင်တဲ့အခါကျရင်ဒီ FN key ဖြည့်ပြီးတော့ဒီ numlock icon လေးကိုတစ်ချက်ပြန်နှိပ်ပြီးတော့ပြန်ဖွင့်ပြီးတော့ပြန်သုံးလို့ရတယ်ပေါ့နော်တချို့ကွန်ပျူတာမှာဆိုရင်တော့ခဏလေးမျိုးတင်ကြီးတာလေးနဲ့မဟုတ်ပဲနဲ့စာလေးနဲ့ရေးပေးမယ်ပေါ့နော်ဒီနောက်တစ်လုံးဆိုရင်ဒါဆိုရင် FN နဲ့ဒီဘက်က numlock ဆိုတာဒီဘက်ညာဘက်ချမ်းမှာပေါ့နော်ဒီ numlock ဆိုတာတွဲနှိပ်ပြီးတော့အဖွင့်ပိတ်လုပ်ပေးရမှာပေါ့နော်ဒါဆိုရင်တစ်ခါလေးကြရင်တော့ဒီလိုမျိုးစာလေးနဲ့ရေးပေးထားမယ်တစ်ခါလေးကြရင်တော့ခဏလေးမျိုးတင်ကြီးတာလေးနဲ့ဖော်ပြထားမှာပေါ့နော်